ယေရှုသည်လက်ဝါးကပ်တိုင်ပေါ်တွင်အသေးခံသည့်အထိ6 နာရီကြာဒုက္ခခံခဲ့သည်မနေ့ကအစ္စရေးဘုရင်ဟုအော်ဟစ်ခဲ့ကြသောလူများသည်ယခုကိုယ်တော်အားလှောင်ပြောင်ပြီးလက်ဝါးကပ်တိုင်တွင်ကွပ်မျက်နေကြသည်ဤမျှအလွန်အမင်းဒုက္ခခံစားနေရချိန်တွင်သင်မည်သို့တွေးတောမည်နည်းဤမတရားသောအခြေအနေတွင်ပင်ယေရှုသည်ဒေါသကိုမဖော်ပြခဲ့ဘဲသင်မည်သို့ဤသို့ပြုနိုင်သည်ဟုလည်းမမေးခဲ့ပါယင်းစားအဆုံးထိဝိညာဉ်များအပေါ်မေတ္တာတော်ကိုကြေညာရန်ကိုရောဤခွန်အားကိုသွန်းလောင်းခဲ့သည်ကျမ်းစာတွင်သာရှိသောယေရှု၏လက်ဝါးကပ်တိုင်ပေါ်ရှိနောက်ဆုံးစကားခုနှစ်ခွန်းကိုဆင်ခြင်သုံးသပ်ကြပါစို့နောက်ဆုံးစကားခုနှစ်ခွန်းတွင်ထာဝရဘုရား၏မေတ္တာတော်ကိုကြည်ကြပါစို့လူကာ23 33 43ဦးကောင်းခွန်ဟုခေါ်သောအရက်သို့ရောက်သောအခါကိုတော်နှင့်ယာဇဝတ်သားတို့ကိုလက်ကြဘက်၌တယောက်လက်ဝဲဘက်၌တယောက်လက်ဝါးကပ်တိုင်မှရိုက်ထားကြ၏ယေရှုကအဘသူတို့၏အပြစ်ကိုခွင့်လွှတ်တော်မူပါသူတို့သည်ကိုပြုသောအမှုကိုမသိကြဟုမိန့်တော်မူ၏လူများသည်ယင်းတို့၏နောက်ဆုံးအချိန်များနီးကပ်လာသည်နှင့်အမျှဘဝကိုဆင်ခြင်သုံးသပ်ပြီးချစ်ရသူများအတွက်နောက်ဆုံးစကားများကိုခြံထားခဲ့ကြသည်အလားတူပင်လက်ဝါးကပ်တိုင်ပေါ်တွင်အသေးခံခြင်းမပြုမီယေရှုသည်နောက်ဆုံးစကားခုနှစ်ခွန်းဟုလူသိများသောနောက်ဆုံးစကားခုနှစ်ခွန်းကိုမိန့်တော်မူခဲ့သည်ကယ်တင်ခြင်းလမ်းကိုပြီးမြောက်အောင်ဟောကြားတော်မူစဉ်ဤစကားများတွင်မြည်သည့်ဝိညာဉ်ရေးရာအဓိပ္ပာယ်ရှိသည်။ယနေ့တွင်ဤစကားများ၏ပထမနှင့်ဒုတိယကိုကျွန်ုပ်တို့ကြည့်ရှုပါမည်ပထမစကားအိုဟာသူတို့ကိုခွင့်လွှတ်တော်မူပါသူတို့သည်ကိုယ်ပါလုံနေမှန်းမသိကြသောကြောင့်ခွင့်လွှတ်တော်မူပါဖျားသခင်ဤသားတော်ယေရှုသည်ကျွန်ုပ်တို့၏အပြစ်များကြောင့်သာကြိမ်ချင်းခံရသောတစ်သားလက်ဝါးကပ်တိုင်ပေါ်တွင်လက်ဝါးကပ်တိုင်တင်ခံခဲ့ရသည်ဤအမှန်တရားကိုမသိရှိဘဲယောမစစ်သားများနှင့်ဂျူးလူမျိုးများသည်ကိုတော်အားယုံမာသောယာဇဝတ်သားအဖြစ်လှောင်ပြောင်ခဲ့ကြသည်သူတို့သည်ကောင်းမှုကိုတာပြုသောအပြစ်ကင်းစင်သောယေရှုကိုလှောင်ပြောင်ကာဤသို့ဆိုကြသည်သူသည်သူတစ်ပါးကိုကယ်တင်တော်မူ၏ဤသူသည်ဖျားသခင်၏ခရစ်တော်ကိုတော်ရွေးချယ်တော်မူသောသူဖြစ်လျင်ကိုကယ်တင်ပါစေယေရှုသည်နောက်ဆုံးအချိန်များတွင်ပင်ကရုဏာစိတ်ရှိကာအဘသူတို့၏အပြစ်ကိုခွင့်လွှတ်တော်မူပါသူတို့သည်မိမိတို့ဘာလုပ်နေသည်ကိုမသိကြဟုမိန့်တော်မူပြီးဖျားသခင်၏ခွင့်လွှတ်ခြင်းကိုရှာဖွေခဲ့သည်အလိုရှိပါကယေရှုသည်လက်ဝါးကပ်တိုင်မှဆင်းသက်နိုင်သောတကုရှိတော်လဲဖျားသခင်၏အလိုတော်နှင့်ကယ်တင်ခြင်းအစီအစဉ်ကိုပြည့်စုံစေရန်ဒုက္ခနှင့်ရှက်ရွံ့မှုကိုခံရခဲ့သည်ဖျားသခင်၏သားတော်ယေရှုသည်သူတို့၏အပြစ်များအတွက်အပြစ်ဖြေရန်လက်ဝါးကပ်တိုင်ပေါ်တွင်ရှိနေသည်ကိုလူများမသိရှိကြပေသူတို့သည်သူတို့၏အပြစ်၏အတိုင်းအတာကိုမသိရှိကြပေထို့ကြောင့်ပင်လက်ဝါးကပ်တိုင်ပေါ်တွင်ယေရှုသည်ယင်းတို့၏အပြစ်များကိုခွင့်လွှတ်ရန်ဥစွာတောင်းပန်ခဲ့ပြီးအဘသူတို့ကိုခွင့်လွှတ်တော်မူပါဟုမိန့်တော်မူခဲ့သည်သူတို့ဆိုသည်မှာယေရှုကိုလက်ဝါးကပ်တိုင်မှအသေးခံပြီးလှောင်ပြောင်သူများကိုသာမကခရစ်တော်ကိုညှင်းပယ်သောမှောင်မိုက်ထဲတွင်ရှိသောလူသားအလုံးကိုပါရည်ညွှန်းသည်ယနေ့တိုင်လူများစွာသည်စစ်မှန်သောသခင်ကိုမသိသောကြောင့်ကြီးမားသောအပြစ်များကိုကျူးလွန်နေကြဆဲဖြစ်သည်စာတန်သည်မှောင်မိုက်ထဲတွင်ရှိသူများကိုအုပ်ဆိုးပြီးတစ္ဆာရှိသူများကိုနှိပ်စက်ညှဉ်းပန်းရန်ဦးဆောင်သည်ဤအချိန်များတွင်ယေရှုသည်လက်ဝါးကပ်တိုင်ပေါ်တွင်သူ၏ပထမဆုံးစကားဖြင့်ကျွန်ုပ်တို့အားသင်ကြားပေးသည်ကျွန်ုပ်တို့သည်မေတ္တာဖြင့်ဆုတောင်းရမည်မဿဲ 9:44 တွင်ယေရှုကငါဆိုသည်ကားသင်တို့၏ရန်သူများကိုချစ်ကြလော့သင်တို့ကိုနှိပ်စက်ညှဉ်းပန်းသောသူတို့အဖို့ဆုတောင်းကြလော့ဟုမိန့်မာထားသည်မေတ္တာဖြင့်ခွင့်လွှတ်ခြင်းနှင့်စိတ်ရင်းမှန်ဖြင့်ဆုတောင်းခြင်းဖြင့်ဖျားသခင်၏အလိုတော်ဖြစ်သောကယ်တင်ခြင်းသို့အခြားသူများရောက်ရှိရန်ကျွန်ုပ်တို့ကူညီပေးပါသည်နောက်တစ်ခုကတော့ဒုတိယစကားပါငါအမှန်ဆိုသည်ကားယနေ့တွင်သင်သည်ငါနှင့်အတူပရာဒီတု၌ရှိလိမ့်မည်ဂေါဂေါသတွင်ယေရှု၏လက်ဝါးကပ်တိုင်သည်အလယ်ဗဟိုတွင်ရှိပြီးယာဇဝတ်သားနှစ်ဦးသည်တစ်ဖက်တစ်ချက်စီတွင်ရှိနေသည်ယာဇဝတ်သားတစ်ဦးကယေရှုကိုလှောင်ပြောင်ခဲ့ပြီးနောက်တစ်ဦးကယေရှုကိုကယ်တင်ရှင်အဖြစ်လက်ခံခဲ့သည်ထို့နောက်ယေရှုကငါအမှန်ဆိုသည်ကားယနေ့တွင်သင်သည်ငါနှင့်အတူပရာဒီတု၌ရှိလိမ့်မည်ဟုမိန့်တော်မူ၏ဤသည်မှာနောင်တရသောတခိုးသည်ကယ်တင်ခြင်းခံရပြီးပရာဒီတုသို့ရောက်မည်ဟုသောဂရုတော်ဖြစ်သည်မေရှိယအနေဖြင့်ယေရှုသည်အပြစ်များကိုခွင့်လွှတ်နိုင်ပြီးနောင်တရသူကိုကယ်တင်ခြင်းပေးစွမ်းနိုင်သောတန်ခိုးရှိကြောင်းလည်းကြေညာထားသည်သူ
သို့သောကျွန်ုပ်တို့သည်ခရစ်ဝင်ကျမ်းများကိုဖတ်ရှုသောအခါယေရှုနှင့်အတူလက်ဝါးကပ်တိုင်မှအသေးခံခဲ့သောယာဇဝတ်သား2ဦးနှင့်ပတ်သက်၍ကွဲပြားသောမှတ်တမ်းများကိုတွေ့ရှိရသည်မဿဲ29:44မှာကိုရောနှင့်အတူလက်ဝါးကပ်တိုင်မှအသေးခံရသောတပြတို့သည်လည်းထိုစကားများဖြင့်ကိုရောကိုစော်ကားကြ၏လို့ဖော်ပြထားပါတယ်မာကု15:32မှာလည်းကိုရောနှင့်အတူလက်ဝါးကပ်တိုင်မှအသေးခံရသောသူတို့သည်လည်းကိုရောကိုစော်ကားကြ၏လို့ဖော်ပြထားပါတယ်အခန်းငယ်2ခုစလုံးမှာယာဇဝတ်သားတွေကယေရှုကိုလှောင်ပြောင်နေတာကိုပြသထားပါတယ်ဒါပေမဲ့လူကာ23မှာယာဇဝတ်သားတစ်ယောက်ကနောက်တစ်ယောက်ကိုဆုံးမပြီးနောင်တရကကယ်တင်ခြင်းခံယူခဲ့ပါတယ်ယာဇဝတ်သား2ဦးနှင့်ပတ်သက်သည့်ခရစ်ဝင်ကျမ်းမှတ်တမ်းများတွင်အဘယ်ကြောင့်ကွာခြားချက်ရှိသနည်းဤဒီမှာအမှားယွင်းတစ်ခုမဟုတ်ဘဲဖျားသခင်၏စီမံပေးမှု၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီးမြင်ကွင်းကိုရှင်းလင်းစွာတင်ပြနိုင်စေပါသည်ယေရှုကိုလက်ဝါးကပ်တိုင်တင်ချိန်တွင်ယပုယောဟိတ်အကြီးများကျမ်းပြုဆရာများနှင့်ယေရှုကိုမကောင်းပြောဆိုသူများအပါအဝင်လူအုပ်ကြီးသည်လက်ဝါးကပ်တိုင်ကိုဝိုင်းရံထားကြသည်ဤကဲ့သို့ရှုပ်ထွေးသောအခြေအနေတွင်ယေရှု၏လက်ယာဘက်သို့မဟုတ်လက်ဝဲဘက်ရှိယာဇဝတ်သားတဦးသည်ကိုရောအားလှောင်ပြောင်ခဲ့သည်အနီးနားရှိသူများသည်ယာဇဝတ်သား၏လှောင်ပြောင်မှုကိုရှင်းရှင်းလင်းလင်းကြားနိုင်သည်သို့သောအခြားယာဇဝတ်သားသည်မျက်မှောင်ကျုပ်၍ယေရှုဘက်သို့လှည့်ကာယေရှုကိုလှောင်ပြောင်နေတကဲ့သို့ပြောဆိုခဲ့သည်ယေရှုကိုလှောင်ပြောင်ခဲ့သောယာဇဝတ်သားကိုအမှန်တကယ်ဆုံးမနေတော့လဲအဝေးမှကြည့်လျင်သူလည်းယေရှုကိုစော်ကားနေတကဲ့သို့ထင်ရသည်ရှုပ်ထွေးမှုများကြားတွင်အဝေးမှမြင်တွေ့ခဲ့ရသူအချို့ကယာဇဝတ်သား2ဦးစလုံးသည်ယေရှုကိုလှောင်ပြောင်နေကြသည်ဟုသတင်းပို့ခဲ့ကြသည်အခြေအနေကိုတိကျစွာသိရှိသူများကယာဇဝတ်သားတဦးသည်ယေရှုနှင့်စကားပြောပြီးနောက်နောင်တရပြီးကယ်တင်ခြင်းရခဲ့သည်ဟုသတင်းပို့ခဲ့ကြသည်ဖျားသခင်သည်အနာဂတ်မျိုးဆက်များအတွက်အမှန်တရားကိုခွဲခြားသိမြင်နိုင်စေရန်ဧဝံဂေလိတရားရေးသူများကိုကွဲပြားချက်များကိုမှတ်တမ်းတင်ခွင့်ပြုခဲ့သည်ဒါဆိုရင်ယေရှုကနောင်တရတဲ့ယာဇဝတ်သားကိုကောင်းကင်ဘုံမှာလို့မဆိုပဲဒီနေ့မှာမင်းဟာငါနဲ့အတူပရာရိတုမှာရှိလိမ့်မယ်လို့ဘာလို့ပြောခဲ့တာလဲဖျားသခင်ရဲ့ကယ်တင်ခြင်းခံရတဲ့သားသမီးတွေထာဝရနေထိုင်မဲ့ကောင်းကင်ဘုံဟာသူ့ရဲ့ကျေပြန့်မှုနဲ့အလှအပတွေကြောင့်စိတ်ကူးထဲမှာတော့မယုံနိုင်လောက်အောင်ကြီးမားပါတယ်ကောင်းကင်ဘုံကိုယုံကြည်ခြင်းနဲ့တန်ရှင်းခြင်းအပေါ်အခြေခံပြီးပိုင်းခြားထားပြီးနေရာတိုင်းမှာပျော်ရွှင်မှုနဲ့ဘုန်းတရေအဆင့်မျိုးမျိုးရှိပါတယ်။ဥပမာအားဖြင့်သခင်ဖျားအတွက်အသက်ဆုံးခဲ့သောတမန်တော်ပေါလုနှင့်နောင်တရသောယာဇဝတ်သားတို့သည်တူညီသောဆုလက်ကိုရရှိခဲ့ပါကဖျားသခင်ကိုမြည်တို့တရားမျှတသည်ဟုယူဆနိုင်မည်နီဖျားသခင်သည်ကောင်းကင်ဘုံတွင်ကိုရောဤကယ်တင်ခြင်းခံရသောသားသမီးများမြည်မြတန်ရှင်းပြီးခရစ်တော်နှင့်တူသည်နှင့်အညီနေရာအမျိုးမျိုးကိုသတ်မှတ်ပေးသည်ဖျားသခင်၏ပလင်တော်ရှိရာယေရုရှလင်မြို့သစ်သည်တန်ရှင်းခြင်း၌ဖျားသခင်နှင့်တူသူများအတွက်အလှပဆုံးနေရာဖြစ်သည်စန့်ကျင်ဘက်အနေနဲ့ပရာရိတုဟာအနိုင်ဆုံးနေရာဖြစ်ပြီးရှက်ဖွယ်ကောင်းတဲ့ကယ်တင်ခြင်းရှိသူတွေအတွက်တည်တံ့ထားရှိပါတယ်ဒီလူတွေကအပြစ်ကိုတိုက်ဖြတ်မဲ့အစားသခင်ကိုသာလက်ခံရရှိခဲ့ကြပြီးဖျားသခင်ရဲ့နိုင်ငံတော်အတွက်စ조사လှုပ်ဆောင်ခဲ့ကြတာမဟုတ်ပါဘူးနောင်တရတဲ့တခိုးပရိသူတွေကိုဝင်ရောက်ရတဲ့အကြောင်းရင်းကလည်းအတူတူပါပဲသူ့အပြစ်ကိုဝန်ခံပြီးယေရှုကိုကယ်တင်ရှင်အဖြစ်လက်ခံခဲ့ပေမဲ့အပြစ်ကိုမစွန့်လွတ်ခဲ့သလိုတခြားသူတွေကိုလည်းမဟောကြားခဲ့ပါဘူးသူသည်ထာဝရဘုရားအတွက်ဘာမှမလုပ်ခဲ့သောကြောင့်ဆုလက်မရှိဘဲပရိတုဂရိတော်ကိုရရှိခဲ့သည်ယေရှုကယနေ့တင်သည်ငါနှင့်အတူပရာရိတု၌ရှိလိမ့်မည်ဟုမိန့်တော်မူသောအခါယေရှုသည်ယာဇဝတ်သားနှင့်အတူပရာရိတု၌ရှိနေမည်ဟုမဆိုလိုပါယေရှုသည်ဖျားသခင်၏လက်ယာဘက်တွင်ထိုင်နေသည်ဘုရင်တို့၏ဘုရင်နှင့်သခင်တို့၏သခင်ဖြစ်သောယေရှုသည်ပရာရိတုကိုသာမကကောင်းကင်ဘုံတစ်ခုလုံးကိုအုပ်စိုးတော်မူသည်ထို့ကြောင့်ဤစကားများကိုမိန့်တော်မူခဲ့ခြင်းဖြစ်သည်ယနေ့ဆိုသည်မှာယေရှုသေဆုံးသည့်နေ့သို့မဟုတ်တိကျသောရက်စွဲကိုရည်ညွှန်းခြင်းမဟုတ်ဘဲနောင်တရသောယာဇဝတ်သားသည်ကယ်တင်ခြင်းခံရပြီးဖျားသခင်၏သားတော်ဖြစ်လာသောအခါယေရှုသည်သူရှိရာအရပ်၌သူနှင့်အတူရှိနေသည်ကိုဆိုလိုသည်ထို့ကြောင့်ယေရှုသည်သေဆုံးပြီးနောက်ပရာရိတုသို့ဓာတ်ရိုက်သွားခဲ့ပါသလားမဟုတ်ပါမဿဲ12
လေးဆက်ယောနာသည်ပင်လယ်မိစ္ဆာ၏ဝမ်းထဲတွင်3 ရက်နှင့်3 ညနေခဲ့ရသကဲ့သို့လူသားသည်မြေကြီးအလယ်တွင်3 ရက်နှင့်3 ညနေခဲ့ရလိမ့်မည်တပေတရု3:19ထိုအရက်၌လည်းကိုတော်သည်ကြွသွား၍ထောင်ထဲမှရှိသောဝိညာဉ်တို့အားဟောပြောတော်မူ၏တပေတရုတွင်ဖော်ပြထားသောထောင်သည်တကယ်ထောင်ကိုရည်ညွှန်းခြင်းမဟုတ်ဘဲအထက်သင်ချိုင်းကိုရည်ညွှန်းသည်ယေရှုသည်လက်ဝါးကပ်တိုင်ပေါ်တွင်အသေးခံပြီးနောက်3 ရက်မြောက်သောနေ့တွင်ရှင်ပြန်ထမြောက်ခြင်းမပြုမီအထက်သင်ချိုင်းရှိဝိညာဉ်များကိုဟောပြောခဲ့သည်ယေရှုသည်အဘယ်ကြောင့်အထက်သင်ချိုင်းသို့သွားခဲ့သနည်းယေရှု၏လက်ဝါးကပ်တိုင်မှာအသက်မခံရမီလူကာ6:22တွင်ကယ်တင်ခြင်းခံရသူများ၏ဝိညာဉ်များကိုအာဗြဟံ၏ရင်ခွင်၌စုယုံခဲ့ကြောင်းမှတ်တမ်းတင်ထားသည်ဤနေရာသည်အထက်သင်ချိုင်းဖြစ်သည်ဓမ္မဟောင်းသို့မဟုတ်ဓမ္မသစ်ကာလများတွင်ကွယ်လွန်ခြင်းမပြုမီဧဝံဂေလိတရားကိုတခါမျှမကြားဘူးသူများလည်းရှိခဲ့သည်ဤလူအချို့သည်ယင်းတို့၏ကောင်းမွန်သောကိုယ်ကျင့်တရားအတိုင်းနေထိုင်ခဲ့ကြပြီးကယ်တင်ခြင်းအတွက်လင်းဖြင့်စီရင်ခံခဲ့ရသည်ယေရှုသေဆုံးပြီးနောက်ဧဝံဂေလိတရားကိုဟောပြောရန်အထက်သင်ချိုင်းသို့ကြွသွားတော်မူ၏ကိုတော်၏မွေးဖွားခြင်းသေဆုံးခြင်းနှင့်ကိုတော်ပြုတော်မူသမျှအားဖြင့်ယေရှုသည်လူသားအပေါ်ဖျားသခင်၏မေတ္တာတော်ကိုကိုတော်၏ဖျားသခင်အစီအစဉ်အတွင်းပြသခဲ့သည်ကျွန်ုပ်တို့သည်လက်ဝါးကပ်တိုင်၏မေတ္တာကိုအတိအမှတ်ပြုပြီးပိုမိုကောင်းမွန်သောကောင်းကင်ဘုံအတွက်ကြိုးပမ်းရမည်ဖြစ်ပြီးလူများစွာကယ်တင်ခြင်းရရှိနိုင်ရန်ဧဝံဂေလိတရားဟောပြောခြင်းတွင်ပိုမိုကြိုးစားအားထုတ်ရမည်။သင်အတွက်ဆုတောင်းပေးပါရစေ။ချစ်လှစွာသောကောင်းကင်ဘုံရှင်အဖကိုတော်သည်ကျွန်ုပ်တို့အတွက်သခင်ကိုပေးသနာတော်မူပြီးလက်ဝါးကပ်တိုင်ပေါ်တွင်ကိုတော်၏အသေးခံခြင်းကိုတော်၏ဝန်ခံချက်စကားတိုင်းသည်ကျွန်ုပ်တို့အတွက်မေတ္တာနှင့်ကြီးမားသောကျေးဇူးတော်ဖြစ်သည်။ဤကျေးဇူးတော်ကိုလက်ခံရရှိပြီးနောက်ယခုကိုတော်၏နှုတ်ကပတ်တော်များ၏ဝိညာဉ်ရေးရာအဓိပ္ပာယ်ကိုကျွန်ုပ်တို့နားလည်နိုင်ပါစေ။ကျွန်ုပ်တို့ကိုနာကျင်စေသူများကိုခွင့်လွှတ်နိုင်သောမေတ္တာကိုပေးသနာတော်မူပါ။ကိုတော်သည်ကျွန်ုပ်တို့ကိုကယ်တင်ပြီးကောင်းကင်ဘုံကိုပေးသနာတော်မူသည်နှင့်အမျှနောင်တရသောရာဇဝတ်သား၏ပရိတုကိုမလိုက်စားဘဲကိုတော်၏ပလင်တော်ရှိရာအလှပဆုံးကောင်းကင်ဘုံဖြစ်သောဂျေရုဆလင်မြို့သစ်ကိုလိုက်စားရန်ကူညီတော်မူပါကျွန်ုပ်တို့သည်ကိုတော်နှင့်အတူထာဝရမေတ္တာကိုမျှဝေသောကောင်းချီးမင်္ဂလာရှိသောတန်ရှင်းသူများဖြစ်လာကြပါစေကိုတော်၏ကြီးမားသောမေတ္တာတော်အတွက်ကျွန်ုပ်တို့ချစ်မြတ်နိုးပြီးကျေးဇူးတင်ပါသည်ကျွန်ုပ်တို့၏သခင်ယေရှုခရစ်တော်၏နာမတော်၌ဆုတောင်းပါ၏အာမင်